ကဘာဦးကျအခန်းကြီး21ထာဝရဘုရားကလည်းတင်တီအေးတီလအမျိုးသားတို့၌စီရင်ရသောဓမ္မတက်ဟုမူကားဟေပြဲအမျိုးဖြစ်သောကျွန်ကိုဝယ်လျင်6နှစ်သာအစေခံကျွန်ခံစေရမည်တတမနှစ်ရောက်သောကိုဘိုးကိုမတောင်းပဲလွတ်ရမည်ကျွန်ခံစကတယောက်တည်းခံလျင်တယောက်တည်းထွက်ရမည်လင်မယားနှစ်ယောက်ခံလျင်မယားနှစ်တကွထွက်စေရမည်သို့မဟုတ်သခင်ပေးစားသောမယားရှိ၍ထိုမယားသည်သားသမီးကိုဖွားမြင်လျင်မယားနှင့်သားသမီးတို့ကိုသခင်ပိုင်ရမည်ကျွန်မူကားတယောက်တည်းထွက်ရမည်သို့မဟုတ်ကျွန်ကကျွန်တော်သခင်နှင့်မယားသားသမီးတို့ကိုကျွန်တော်ချစ်ပါ၏မထွက်မသွားလိုပါဟုအသက်အလင်းပြောဆိုလျင်သခင်သည်ဖျားသခင်ရှိတော်သို့၎င်းအိမ်တကားတိုင်သို့၎င်းဆောင်ယူ၍နရွက်ကိုစူးဖြင့်ဖောက်ပြီးမှထိုကျွန်သည်အစဉ်မြဲကျွန်ခံရမည်အဖသည်သမီးကိုကျွန်ခံစေခြင်းကရောင်းလျင်ထိုမိမသည်ကျွန်ယောက်ျားကဲ့သို့လွတ်ရသည်မဟုတ်သခင်သည်ထိုမိမကိုသိမ်းယူ၍မကြိုက်လျင်ရွေးစေခြင်းကအခွင့်ပေးရမည်သူကိုလက်ဖြားမိသောကြောင့်တပါးအမျိုးသားတို့ကိုရောင်းချပိုင်သောအခွင့်မရှိမိမိသား၌ပေးစားလင်မူကားသမီးကဲ့သို့ပြုစုရမည်အခြားမိမကိုသိမ်းပြန်လျင်အရင်သိမ်းသောမိမ၏အဝတ်အစားနှင့်မယားဝတ်ကိုမလျှော့ရထိုသုံးပါးကိုမပြုလျင်ကိုဘိုးကိုမတောင်းမဲလွတ်ရမည်လူကိုအသေးတတ်သောသူသည်အသေးတတ်ခြင်းကိုအမှန်ခံရမည်အသေးတတ်မည်အကြံမရှိဘဲသူ၏လက်၌လူအသက်ကိုဘုရားသခင်အတော်မူလျင်ပြေးရသောအရက်ကိုငါခန့်ထားမည်အိမ်နီးချင်းကိုတတ်မည်အကြံရှိ၍အနိုင်တိုက်သောသူကိုကငါရစ်ပလင်၌ခိုလုံတော်လဲဆွဲယူ၍တတ်ရမည်မိဘကိုအသေးတတ်သောသူသည်အသေးတတ်ခြင်းကိုအမှန်ခံရမည်လူကိုခိုးသောသူသည်ရောင်းသည်ဖြစ်စေလူ၏လက်၌ရှိသည်ဖြစ်စေအသေးတတ်ခြင်းကိုအမှန်ခံရမည်မိဘကိုကျိန်ဆဲသောသူသည်အသေးတတ်ခြင်းကိုအမှန်ခံရမည်လူချင်းခိုက်ရန်ပြု၍တယောက်သည်ကြောက်ခဲနှင့်ထုသည်ဖြစ်စေလက်သင်းနှင့်ထိုးသည်ဖြစ်စေအရိုက်ခံရသောသူသည်မတည်တော်လဲအိယာ၌တုံးလုံးနေရလျင်လေတဖန်ထ၍တောင်ဝင်းနှင့်သွားလျင်၎င်းရိုက်သောသူကိုအပြစ်လွတ်ရမည်တို့ရတွင်နာသောသူသည်အလုတ်ပြက်ရသည့်အတွက်အနာပြောက်စေခြင်းကကုသရသည့်အတွက်ငွေကိုလျော်ရမည်သခင်သည်ကျွန်ယောက်ျားကျွန်မိန်းမကိုဒုံနှင့်ရိုက်၍ထိုကျွန်သေးလျင်သခင်သည်လေးသောတံကိုခံရမည်တို့ရတွင်ကျွန်သည်တရက်နှစ်ရက်နာ၍မတည်ဘဲနေလျင်သခင်သည်ထိုကျွန်ကိုပိုင်သောကြောင့်ဒါနှင့်လွတ်ရမည်လူချင်းခိုက်ရန်ပြုကြ၍ကိုဝင်ဆောင်သောမိန်းမကိုထိခိုက်သဖြင့်ကိုဝင်ပြည့်၍အခြားသောအနာမဖြစ်လျင်မိန်းမလင်စီရင်သည့်အတိုင်းတန်ခံရမည်မင်းစီရင်သည့်အတိုင်းလဲငွေကိုလျော်ရမည်အခြားသောအနာဖြစ်လျင်အသက်အတွက်အသက်ကို၎င်းမျက်စိအတွက်မျက်စိကို၎င်းတွားအတွက်တွားကို၎င်းလက်အတွက်လက်ကို၎င်းခြေအတွက်ခြေကို၎င်းမီးလောင်ခြင်းအတွက်မီးလောင်ခြင်းကို၎င်းရှာနာခြင်းအတွက်ရှာနာခြင်းကို၎င်းဒဏ်ချက်ရာအတွက်ဒဏ်ချက်ရာကို၎င်းခံရမည်သခင်သည်ကျွန်ယောက်ျားကျွန်မိန်းမ၏မျက်စိကိုပြက်အောင်ရိုက်လျင်မျက်စိပြက်သည့်အတွက်လွတ်ရမည်ထို့အတူကျွန်ယောက်ျားကျွန်မိန်းမ၏တွားကိုကျိုးအောင်ရိုက်လျင်တွားကျိုးသည့်အတွက်လွတ်ရမည်နွားသည်လူယောက်ျားမိန်းမကိုခွေ၍လူသေးလျင်စင်စစ်ထိုနွားကိုကြောက်ခဲနှင့်ပြည့်၍တတ်ရမည်အသားကိုလည်းမစားရနွားရှင်ကိုကအပြစ်လွတ်ရမည်၎င်းနီးနွားသည်အထက်ကခွေဖူး၍ခွေချောင်းကိုနွားရှင်ကြားသည့်လျက်မချီမနာအလွတ်ထား၍နွားသည်ယောက်ျားမိန်းမကိုတတ်မိလျင်ထိုနွားကိုကြောက်ခဲနှင့်ပြစ်တတ်ရမည်
နွားရှင်ကိုလည်းအသေးတက်ရမည်သို့မဟုတ်ငွေရောစေဟုစီရင်လင်စီရင်တဲ့အတိုင်းမိမိအသက်ရွေးရန်အဖိုးကိုရောရမည်သူတစ်ပါးဤသားသမီးကိုခွေလျင်စီရင်တဲ့အတိုင်းခံရမည်ကျွန်းယောက်ျားကျွန်းမိန်းမကိုခွေလင်မူကနွားရှင်သည်ကျွန်းရှင်အားငွေအကျပ်30ကိုရောရမည်နွားကိုလည်းကြောက်ခဲနှင့်ပြစ်တက်ရမည်လူသည်တွင်းကိုဖွင့်၍ဓာတီထားတီဖြစ်စေတွင်းကိုတူ၍မပိတ်ဘဲထားတီဖြစ်စေသူတစ်ပါးဤမြင်နွားသည်ထိုတွင်း၌ကြလျင်တွင်းရှင်သည်မြင်နွားအဖိုးကိုရော၍အသေးကောင်ကိုယူရမည်အကျဉ်သူဤနွားသည်သူတစ်ပါးဤနွားကိုအသေးခွေလျင်နွားရှင်ဦးတို့သည်အသက်ရှင်သောနွားကိုရောင်း၍အဖိုးကိုဝေယူရမည်တေသောနွားကိုလည်းဝေယူရမည်၎င်းနီးနွားသည်အထက်ကခွေဘူးချောင်းကိုနွားရှင်တီလျက်နှင့်မချီမနာအလွတ်ထားလျင်နွားတေကောင်ကိုကိုယ်တိုင်ယူရမည်ထိုနွားတကောင်အတွက်တကောင်ကိုအမှန်ရောရမည်